ဟုတ်တယ်လို့လာလေးဒီလိုလာလေးပုံရဖို့နောက်ွယ်လေးကိုကြည့်လိုက်ပါတရေမလိုမျိုးပြင်ရပါတယ်တကယ်တို့အလားပြင်တာကရမ်းကိုတော်တယ်15မိနစ်အတွင်းသပင်မိတ်ကပ်အင်ဂျီအပီးစီကိုလုံးဝပြီးနိုင်ပါတယ်ပေါ့နော်ဒါပေမဲ့ဂျင်းမမီအောင်တစ်ခုပြောပြမယ်ပေါ့နော်သူတို့ကဒီ package မှာသပင်အပါမိတ်ကပ်အပါအင်ဂျီအပါဆိုပြီးတော့ပြောတယ်ပေါ့နော်ပြီးရင်ဓာတ်ပုံတို့လို့အလားပုံရိုက်ပေးရရှိရဲအဲအလားပုံမှာကရိုးရိုးပုံက6ပုံပါမယ်အဲတို့လို့ပြင်မရပုံက6ပုံပါမယ်အဲ့လိုမျိုးယူခိုင်းတယ်ပေါ့နော်ဒါပေမဲ့အကုန်လုံးရိုက်ပြီးတော့နေချင်မှာတို့လို့ရဲ့ဈေးကွက်လာပြီပေါ့နော်တို့ကဘယ်လိုမျိုးဂျင်းထည့်နိုင်မလဲဆိုတော့ဘာလို့ဆိုဒီတရုပ်ဆိုနေရိုက်နေချင်မှာလေအရန်လာတော့ကွာတို့ကင်မရာကနေဒီတက်ပုံကနေပေါ့ပြင်လိုက်နေချင်မှာအပုံ30ကိုတို့ရွေးထုတ်လိုက်တယ်အဲ့ပုံ30မှာ30လုံးအသေးလာနေဒါပေမဲ့တို့က6ပုံပဲပြင်ပြီးထားပုံပေးမှာပေါ့နော်ကျန်တဲ့6ပုံကတော့မပြင်ထားတဲ့ပုံပေးရပေါ့နော်ဒါပေမဲ့6ပုံမှာကြည့်လိုက်နေချင်မှာမလုံလောက်ဘူးအဲ့ချိန်မှာကိုယ်စစ်ကိုထိန်းနိုင်ဖို့လိုရပေါ့နော်တို့ပြင်တဲ့ပုံကပုံတိုင်းကိုလာတယ်ဒါပေမဲ့တို့ကပြန်ရောင်းတယ်တပုံကိုတရုပ်ငွေ90ဆိုပြီးတော့ရောင်းတယ်မြန်မာငွေဆိုရင်3000 4000လောက်ရှိရပေါ့နော်ဒါပေမဲ့ကိုယ်စစ်ကိုထိန်းနိုင်ဖို့မှာချင်တယ်ပေါ့နော်ဘာလို့ပုံတိုင်းကလာနေရောဒါကတပိုင်းတော့ပေါ့နော်ဒါပေမဲ့တရုပ်အပြီးသွားရင်တော့ဒီလိုတရုပ်ဝတ်စုံလေးနဲ့ရိုက်တင်လားမရိုက်တင်မလားဆိုရင်မင်းနေတယ်တော့ရိုက်တင်တယ်ပေါ့နော်ဟောတော့ရိုးရဝတ်စုံလေးနဲ့ရိုက်ရတာကြိုက်တော့ဟောတော့ရိုက်ခဲ့တာဖြစ်ပါတယ်ပေါ့နော်ဒီကြည့်ရှုပြီးတော့ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်